မြန်မာရုပ်ရှင်လောကမှာပရိသတ်တွေရဲ့ယင်းထဲမှာနေရာယူထားကြတဲ့မင်းသားတွေကတော့တကယ်ကိုအများကြီးပါပဲအခုကျွန်တော်ကအောင်မြင်မှုဆိုတာထက်သူတို့ရဲ့လွှမ်းမိုးနိုင်မှုနဲ့ပရိသတ်အချစ်တော်ဖြစ်ခဲ့တဲ့အပိုင်းခြားတွေအလိုက်ဇလန်းတစ်ပုတ်လိုအစင်လိုက်လေးပြောပြပေးသွားပါမယ်ပထမဆုံးအနေနဲ့ပြိုင်ဘက်ကင်းအနုပညာရှင်ဦးကျော်လိုလူသိညာတဲ့ကျော်ဟင်းကန်နေစရပါမယ်သူကမြန်မာရုပ်ရှင်လောကမှာတော်လန်ရစ်တရက်ကိုစတင်ခဲ့သူပါအရင်ကမင်းသားဆိုတာချောရမယ်ပြုံးရမယ်ဆိုတဲ့ပုံစံခွက်ကြီးကိုရိုက်ခွဲပြခဲ့တာလေသူဟာဒေါသအာဃာတနဲ့လူသားစာနဲ့ခံစားချက်တွေကိုအစိမ့်လိုက်တဲ့ရုပ်ဆောင်ပြခဲ့သူပါပန်းမြိုင်လဲကဥယျာဉ်မှုလိုစကားတွေနဲ့ပရိသတ်ကိုယူသွက်စေရတယ်လို့စိန်ခေါ်နေတဲ့အချစ်တို့လိုတခြင်းတွေနဲ့လည်းခေတ်တစ်ခုကိုအပြတ်အသတ်စိုးမိုးခဲ့သူဖြစ်ပါတယ်ကဲကျော်ဟင်းနောက်ပိုင်းမှာမြမပရိသတ်တွေအသေးဆွဲဖြစ်ထဲတာကတော့ကိုသားကြီးလိုအားလုံးကချစ်စနိုးခေါ်ကြတဲ့ဒွေးပါပဲသူကတော့လူတိုင်းချစ်ရတဲ့မင်းသားပါရင်ဘတ်ထဲကလာတဲ့တရုပ်ဆောင်မှုယောက်ျားပြီးသားတဲ့ရုပ်ရည်နဲ့စွဲဆောင်မှုရှိတဲ့အပြုံးတွေကသူ့ရဲ့လက်နက်တွေပေါ့ပကံမျော်လို့စကားမျိုးတွေကနေစလို့သူပါဝင်တဲ့စကားတိုင်းဟာယုံပြည့်ယုံလျံဖြစ်ထရပါတယ်သူကွယ်လွန်သွားတဲ့အခါမှာတနိုင်ငံလုံးဝမ်းနဲ့ပူဆွေးခဲ့ရတာဟာသူ့ရဲ့အောင်မြင်မှုကိုသက်သေပြနေရပါပဲ။ Okay ဒူးကြီးနဲ့ခေပြိုင်ပါပဲလွေမိုးကလည်းထိတ်တန်းကရှိနေခဲ့ပါတယ်။သူကတော့ဟာတအလွမ်းအကျန်းအကုန်လုံနိုင်တဲ့ဆွဲဆောင်ရမင်းသားကြီးပေါ့။အထူးသဖြင့်သူ့ရဲ့သဘာဝအကြတရုပ်ဆောင်မှုတွေကပရိသတ်ကိုအိမ်နီးနားကြောင်တယောက်လိုမျိုးရင်းနှီးစေခဲ့ပါတယ်။ကြော်ညာလောကမှာလည်းသူဟာဘယင်တဆူဖြစ်ခဲ့ပြီးပရိသတ်နဲ့အမြဲထီးတွေ့နေကြမင်းသားတစ်ယောက်ဖြစ်ပါတယ်။ဒီနေ့ခေတ်အထိတိုင်အောင်မြင်မှုကိုထိန်းထားနိုင်သူကတော့နေတိုးပါပဲ။သူကတော့ပညာသားပါတရုပ်ဆောင်တတ်သူလို့ပြောလို့ရပါတယ်။တယုံမလေးကိုချစ်ခဲ့မိရင်ကစလို့တာတီကြီးအထိသူဟာဇက်ကောင်ဇယိုက်အမျိုးမျိုးကိုပုံဖော်နိုင်စွမ်းရှိပါတယ်။အကယ်ဒမီဆုတွေအများကြီးနဲ့အတူတရုပ်ဆောင်မှုပိုင်းမှာရောကိုကျင်ဘားပိုင်းမှာပါပရိသတ်တွေလေးစားရတဲ့မင်းသားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။နောက်ထပ်ဒရာမာဇာကားကောင်းတွေကိုပြောရင်ဖြီတီဦးကိုလည်းခြံထားလို့မရပါဘူး။သူကတော့မျက်ရည်ချူနိုင်တဲ့တရုပ်ဆောင်မှုတွေခံစားချက်ပြင်းထန်တဲ့ဇာတ်ကောင်းတွေကိုပိုင်နိုင်စွာတရုပ်ဆောင်တတ်သူပါ။အမျိုးသမီးပရိသတ်တွေရဲ့အားပေးမှုကိုအခိုင်အမာရရှိထားပြီးအကယ်ဒမီစံချိန်တင်ရရှိခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ဒါကတော့ခေတ်အလိုက်အောင်မြင်မှုအမြင့်ဆုံးလို့ယူဆရတဲ့မင်းသားအချို့ကိုပဲရွေးချယ်ဖော်ပြထားတာဖြစ်ပါတယ်။တကယ်တော့ရန်အောင်မြင့်မြတ်တို့နဲ့တခြားသောထူးချွန်တဲ့မင်းသားများစွာလည်းမြန်မာရုပ်ရှင်သမိုင်းမှာအရေးပါတဲ့နေရာကရှိနေကြပါတယ်။ကဲကျွန်တော်အနေနဲ့ဒီမင်းသားတွေတဲကတယောက်ယောက်ရဲ့အမတ်တရဇကားကောင်းတွေကိုအသေးစိတ်ပြန်ပြောပြပေးစီချင်ပါသလား။မရေးပေးခဲ့ကြပါအောင်ခင်ဗျာ။